ခုရောက်ရှိနေတဲ့နေရာကတော့နေပြည်တော်ကောင်စီနယ်မြေတကုံးမြို့အတွင်းမှာရှိတဲ့တဟကုန်းကျေးရွာအနီးကစင်စရီလဲဆဲကိုရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်ဒီဆရာဆိုလို့ရှိရင်2025ခုမတ်လ28ရက်နေ့ကမန္တလေးငလျင်ကြီးလောက်ခတ်ခဲ့တဲ့အတွက်ကြောင့်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ရပြီးတော့ဒီထိခိုက်ပျက်စီးမှုတွေကနေပြီးတော့မှပြန်လည်ပြုပြင်ပြီးတဲ့နောက်မှာစည်ရည်ပေးဝနေတာပဲဖြစ်ပါတယ်28ရက်နေ့လောက်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြောင့်ကျွန်တော်တို့ဒီစင်တီရေလွဲဆဲရဲ့ရေကြော်ပိုင်းအမြင့်ပေ20နဲ့အလျားပေ150ပြုတ်ပါသွားခဲ့တာဖြစ်ပါတယ်ဗျနွေစပါးစိုက်ပျိုးရေးမပြတ်လက်နိုင်အောင်ကျွန်တော်တို့ဒီ29ရက်ကစပြီးတော့ဒီဆယ်ရည်ပြန်လည်ပေးဝင်အောင်လုပ်ငန်းများကိုစတင်ခဲ့ပါတယ်ကျွန်တော်တို့ပထမဆင်းရတော့ဒီခုနငလင်းကြောင်ပြုတ်ပါသွားတဲ့ဘိုင်းကိုရှေ့ရနေပြီးတော့ကျွန်တော်တို့အမြေရှန်သိန်းတာပေါင်းပေါ့နော်ရီမန်ကာပြီးတော့ဒီရေပြန်လည်တူလောင်ပြီးတော့စိုက်ပျိုးရေးကိုပြန်လည်ပေးဝေခဲ့ပါတယ်ခင်ဗျဟိုတောက်ဆက်တွဲငလင်းနေနှစ်ကြိမ်အထက်ထပ်မံဖြစ်ပေါ်လာခဲ့တဲ့အတွက်လက်ရပဲချမ်းမှာဆိုလို့ရှိရင်လက်ရရေခေါ်မြောင်းလျားပေ4500ခန့်တူဖော်ပြီးတော့ဒီစင်တီရေလောင်တမန်ကပုတ်လွတ်တဲ့ရေကိုလက်ရရေခေါ်မြောင်းနဲ့ဓာတ်ရိုက်ရေမြောင်းနဲ့ကိုထည့်သွင်းပြီးတော့ရေပေးဝေခဲ့ပါတယ်အဲ့ဒါကျွန်တော်တို့18ရက်4လ25နေ့မှာစတင်ရေပေးဝေနိုင်ခဲ့ပါတယ်ခင်ဗျလက်ဝဲရေခေါ်မြောင်းကတော့မနေ့ကစတင်ပြီးတော့ကျွန်တော်တို့တူးမြောင်းမကြီးတွေကိုရေပိုမိုထည့်သွင်းပြီးတော့ပေးဝေနိုင်ပြီဖြစ်ပါတယ်ခင်ဗျဆယ်ကြီးကိုရေရကြည့်အောင်လျှက်စစ်တင်နဲ့ရောပြုံးနေနဲ့ရောသူတို့ချပေးကြခဲ့ကြပါတယ်အခုချိန်ကာလဆိုရင်တော့လေဝဲလက်ရမြောင်းကိုသူတို့ပြီးစီးအောင်ကောင်းမွန်စွာပြန်လည်လုပ်ပေးနိုင်ခဲ့ပါတယ်အဲ့လိုလုပ်ပေးနိုင်ကြလို့လေကျွန်တော်တို့တောင်သူရဲ့လယ်သမားတွေအခုရေဝါဖြူတောက်ချီရလူစပါးလေးအားလုံးတိနိုင်နေအဆင်ပြေကြမှာပါကျွန်တော်တို့တောင်သူတွေလည်းအားလုံးဝန်တာပြည်ဖြစ်နေကြခဲ့ပါတယ်မန္တလေးငလျင်ကြီးလောက်ခတ်ခဲ့တဲ့အတွက်ကြောင့်စင်တီရေလဲဆဲရဲ့ကွန်ကရစ်ရေကျော်အလျားပေ150အမြင့်ပေ30ခန့်ထိခိုက်ပျက်စီးခဲ့ရပါတယ်။တရားရေခေါ်မြောင်းနဲ့တဝဲရေခေါ်မြောင်းနှစ်ခုတူးဖော်ခဲ့ပြီးတော့မှရေစပါးဧက8900ခန့်ကိုစည်ရည်ပေးဝေနေတာပဲဖြစ်ပါတယ်။ကျွန်မအင်းမြမှုခင်ပါရှင်။